ဆရာကြီးပြောနေတာဒါပဲကွာကျောင်းကမကြခင်အတန်းချိန်တွေကစောက်အောင်ပါဆိုမင်းတို့ကကျောင်းသားတွေ9ယောက်ဆိုငါတို့ကျောင်းပန်းချန်ထဲမှာကျောင်းဥယျာဉ်ထဲမှာဟိုကြီးဒီကြီးခဏရှောက်ကြည့်ပေါ့ကွာဒီနေ့မှရောက်လာတဲ့ကျောင်းသားတွေဆိုနည်းပါလေးလာစူးစမ်းပေါ့ကွာဟုတ်ပြီလားစူးစမ်းတာကောင်းပါရဲ့ကွာကလေးဆိုတာဘူးစုတဆော်ရမယ်ဟုတ်ကဲ့ပါကျောင်းကြီးတသားဟုတ်ဒါဆိုလို့ရှိရင်ကျောင်းဥယျာဉ်ထဲမှာရှောက်ကြည့်လိုက်အောင်မယ်နော်ဟာကျောင်းကြီးဖေးနာအဆောင်ဝင်းတယောက်ကမိုက်တယ်ကွာဒီဘက်ကဒါဘန်တန်အေလီယန်နဲ့ကဒိုင်းမောက်ခက်ကြီးပဲကွာဒီဘက်ကအာတီမိတ် 4A ပဲအိုးမိုက်တယ်ကွာမိုက်တယ်ဒါကြီးနေငါကျောင်းကြီးထဲမှာရှောက်ကြည့်လိုက်အောင်မယ်ဟာဒီမှာဒါဟီပလက်နဲ့ဟိုဘက်က rush ပဲကွာအေးအောင် rush ဒီနေ့ကျောင်းသားတွေရောက်လာမယ်ဆိုကွာအဲ့ဒီမင်းကြားရွားလားကွာအေးကြားတာပေါ့ဟီပလက်ရာဒီကလေးတွေနောက်ကျနေရတယ်ကြားတယ်ကျောင်းကြီးကခေါ်ဆူနေတယ်တင်နေကွာဟာမိုက်တယ်ကွာဟီပလက်ကြီးကလည်းခေါင်းမှာမီးရတောက်ပြီးတော့ကွာတကူလုံးမီးရတောက်နေတာဒီဘေးမှာလည်းရက်ကြီးကလည်းအကြီးပဲကွာလက်မှာလည်းအချုံနေနဲ့အိုးမိုက်တယ်ဟာရုံငါထပ်ပြီးတော့ကြည့်ရမယ်ဟာဒီမှာပြချောနဲ့ upgrade ပဲကွာဟာမိုက်တယ် upgrade ဆိုတာကအရာဝတ္ထုတွေကိုဝင်ပူးပြီးတော့သူ့စိတ်ကြိုက်ထိန်းချုပ်လို့ရတဲ့ alien ပဲကွာဒီနာပြချောကလည်းရေကူးကအရန်ကျွမ်းတာကွာရေထဲမှာဆိုရင်သူ့ကိုရှင်နိုင်တဲ့သူဆိုတာမရှိတော့ရှားတယ်ကွာဟာတော်တော်မိုက်တဲ့ alien တွေကွာဘာဖြစ်ငါသင်ခန်းစာကြီးတင်ပြီးသွားရင်တော့အတန်းချိန်နေပြီးသွားရင်တော့တဖြည်းဖြည်းနဲ့ဒီလို alien ကြီးငါ့ရဲ့လက်ကဗန်တန်းလက်ပတ်နာရနေတဲ့စင်ဒီ omni trick ကနေတဲ့စင်ငါပြောင်းလို့ရမှာတင်တယ်ကွာမိုက်တယ်ကွာငါစာတင်ရဖို့မစောင့်နိုင်တော့ဘူးကမိုက်တယ်ဟာဘောပစ်ချေးမလားကွာဟုတ်တယ်အဲ့ဒါပစ်ချေးပဲဟာပစ်ချေးရလေးဝါပြန်နေကွာတော်တော်လှရဲ့ကွာလိပ်ပြလို့ပါလို့နဲ့ကွာပုံမှန်ချေးကတော့သူကရေခဲပါပါကွာဖိချေးရောက်မီးပါပါတန်ပြန်ပေါ့တော်တော်မိုက်တယ်ကွာတော်တော်မိုက်တယ်ရောက်ရေးငါစာတရားဖို့မစောင့်နိုင်လို့ထောင်းကွာတင်ခန်းစာချင်းကမစသေးဘူးဟိုမှာဆရာကေဗီယာလည်းဟိုကောင်းလေးကိုနာမည်ခေါ်ပါခုထိမပြီးသေးဘူးကျောင်းကြီးကလည်းခေါလုံးတာထိုးပါကွာဒီနေ့စာချင်းချင်းကငါဟုတ်လားနောက်ကြရပြောနေတာသူကခုထိမစသေးဘူးဟာဒီမှာတာနွဲပင်ကောင်းကြီးမလားကွာဟုတ်တယ်အဲ့ဒါနွဲပင်ကောင်းကြီးဝါးနေဖိုင်းပဲကွာဟုတ်တယ်ဝိုင်းဖိုင်းပဲအေးကောင်းလေးမင်းကဒီနေ့မှရောက်လာရင်ကျောင်းသားသိမလားကွာအေးကောင်းနေကွာကောင်းနေလိုက်ပြီးတော့စူးစမ်းလေ့လာရေးဆိုတာကဘိုးကျတာတိုးပွားစေရဲ့ကွာဟိုမှာကျောင်းကြီးနေမှာတခြား alien တွေအများကြီးရှိတယ်ရဲ့ကွာမင်းတွားကြည့်ကွာတွားပြီးတော့လေ့လာဖို့ကွာမကြခင်မင်းလည်းဒီလို alien တွေပြောင်းပြီးတော့အစွမ်းတွေရတော့မှာပါကွာဒီသင်ခန်းစာတွေကိုမကြခင်ဆရာကြီးကတင်ပေးလိုက်မယ်ကွာဟုတ်ကဲ့ပါကိုကြီးဝိုင်းဖိုင်းဟာမိုက်တယ်ကွာသူပြောလို့ပဲငါစာတင်ချိန်တွေသင်ခန်းစာတွေပြီးတော့ရင်တော့သူ့လို alien တွေပြောင်းနေသွားမှာကွာဟာဒါဖူးဝိုင်းမလားဟုတ်တယ်ဒါဖူးဝိုင်းနေဟိုဘက်ကခံတော့ပေါ်ပဲကွာမိုက်တယ်သူညဘောလုံးကန်နေရတယ်နဲ့ကွာအေးအောင်မင်းတေချာကန်စားမှာကွာဒုက္ခပဲမင်းပါဝါဘောလုံးပါဝါမလားကွာခံတော့ပေါ်ကွာဘောလုံးကြောင့်တေချာမကန်တယ်ဘူးငါတို့တေချာကန်စားမှာကွာငါဒီမှာလက်ကလီးပွနဲ့တိုင်ပတ်နေအောင်မှာမင်းထက်ကန်နိုင်တယ်ကွာအေးအောင်တေချာကန်ရအောင်မကြောင်ခင်အတန်းချိန်ကစောက်အောင်ပါဆိုငါ့ကြီးစာတင်ကလေးပြန်ဝင်အောင်ပါကွာဘောလုံးကန်ကြီးတိတ်မရှိတော့ဘူးအေးပါဖိုးဝိုင်းရငါသိပါတယ်ကွာမင်းရတယ်ငါခံတော့ပေါ့ပါကွာငါ့ကိုဆရာပြန်မလုပ်ပါနဲ့ကွာငါမင်းကိုအလျှော့ပေးတာအားကြောင့်မလို့ဘောလုံးကိုလျှော့ကန်နေရကွာငါတခြားကန်ရင်မင်းနောက်ကိုလန်ပြီးတော့လွှင့်ထော်သွားလိုက်မယ်ကွာကြားလားဟာဖုန်းလလေးပေါ်ကြီးနဲ့ခံတော့ပေါ်ကြီးနဲ့ဘောလုံးပြိုင်ကန်တာမိုက်တယ်ကွာငါလည်းဒီ omni ဖြုတ်ကိုတခြားသုံးသက်သွားရင်တော့ဒီလိုမျိုး alien တွေပြောင်းပြီးတော့ကျောင်းကြီးထဲမှာ live ပတ်ဆော့လို့ရရဲကွာတော်တော်မိုက်တယ်ကွာတော်မိုက်တယ်ဟာဒီမှာဒါဟိုခဏလူသားကြီးနဲ့ဟိုတရေကြီးမလားကွာဟိုဒုက္ခပဲကွာဘယ်ကလေးလဲကွာ brainstorm တော့လုပ်ပါကွာဘယ်ခဏလူသားလဲငါ့နမဲလာပြက်နေကွာဒီကလေးရောအေးလေကွာငါ ghost speed ပါကွာဘယ်နဲ့တရေကြီးရမှာလဲဒုက္ခပဲကွာကြည့်ရမင်းကဒီနေ့မှပြောင်းလာရဲ့ចောင်းသားတက်လေးထင်တယ်ကွာဟုတ်တယ်ဗျတအခုမှဒီចောင်းပြောင်းလာဆို alien ရဲ့နာမည်တခြားမသိလို့ပါဗျဆိုရင်တော့စိတ်မရှိပါနဲ့ကိုကြီးရေဒါဆိုသွားလိုက်အောင်မယ်ခယူးလေးစိုက်သွားကွာဒါမဲ့ဒီចောင်းကြီးထဲမှာအန်ရောမရှိပါဘူးကွာဗန်တန်းចောင်းကြီးရဲ့မှာကဗန်တန်း alien တွေအားလုံးရှိတာဆိုဒီနေရာကြီးကမင်းတို့လုံးကြုံပါရဲ့ကွာဟုတ်ကဲ့ပါဗျဟုတ်ကဲ့ပါဒါဆိုသွားအောင်မယ်နော်ဟာမိုက်တယ်ရောက်ရေဟာဟိုမှာအဲ့ဒါဟိုကလေးမလားဖပြုတ်လေးဟိုကလေးခွေးမတာဟုတ်တယ် yo come on yo come on yo ဒါနဲ့လေးပါဦးခွေးမတာကခွ
ဘယ်မှာဒါကပစ္စည်းနဲ့တော့ဒီဖြစ်ရမှာဘယ်လိုပဲသူကအကြီးဖြစ်နေရလဲကွာ yo come on yo come on ဘယ်လိုအကြီးဖြစ်နေရမှာလဲကွာဒီကောင်ငါ့ကိုစာတင်တော့အိတ်ငိုက်နေရလीအဲ့တော့ဆရာကြီးကသူ့ကိုခွေးမတာဖြစ်ပြောင်းပြဆိုကောက်ပြောင်းလိုက်တာကွာပစ္စည်းနဲ့တော့ခွေးမတာလေးဖြစ်ရမှာဟုတ်တိတိလေးဖြစ်ရမှာဟုတ်ဒီကောင်အေးမဆိုင်ကြီးဖြစ်သွားတာကွာအဲ့ကောင်အခုအပြစ်ပေးခံတာလေကွာ ဗျာအပြစ်ပေးခံရဟာလားမသိရင်သူ့ကိုကြောင်းမြေထွက်ပြီးတော့ကခိုင်းနေတဲ့အတိုင်းပဲဗျာလက်စားတဲ့တော့ကြောင်းမြေနေဝဲမှာမတရခိုင်းပြီးတော့အပြစ်ပေးခံရဟုတ်ဗျာဟာတတမသိလို့ဗျာဟာနေပါဦးဒါခွေမန်စတုံးရဲ့ဒီဘက်ကဝါတာဟာစရဲ့ပုံပြစကားရမလားမိုက်ရကိုယူရေအော်ကိုယူကျွန်တော်ကအရန်ကြိုက်တာဗျာတတအရန်ကြိုက်တာဗျာ အေးဟုတ်တယ်ငါညီအဲ့ကောင်အပြစ်ပေးခံရတာကွာမသိလို့ရှိရင်သူ့ကိုအပြစ်မှာ break down ကခိုင်းနေတဲ့အတိုင်းပဲကွာဒီကောင်အမြဲအဲ့လိုပဲကွာ အဲ့ကောင်ကျွန်တော်ပြောမနေပါနဲ့ကွာမနေ့ကလည်းကျောင်းထဲမှာပုံပတ်ကြောင်နေလို့ဆရာကြီးကဒုံးနဲ့အချက်90လောက်ကျွေးလိုက်သေးရဲ့ကွာ ဟုတ်တယ်ငါညီလေးအဲ့ကောင်ကျွန်တော်မပြောချင်မှဆုံးမယ်ကွာသူနဲ့တိတ်မပေါင်းနဲ့ကွာတော့ကြမင်းမသူ့အချင်းနဲ့ကူးကုန်နေမယ်ကွာကြားတာ ဟုတ်ကဲ့ပါကိုကြီးဟုတ်ကဲ့ပါအခုတို့တတကိုဒီပေးရကျေးဇူးတင်ပါတယ်တတကိုကြီးခွေမဆိုကိုကြီးဝါတာဟာစကောဒီမှာကိုကြီးစကားရအောင်အရန်ကြိုက်တာဗျမိုက်တယ်ဗျာမိုက်တယ်တနေ့ကျရင်တော့တတလည်းကိုကြီးတို့အဲ့လိုအေရီယာအမိုက်စားရည်ဖြစ်ပြောင်းလို့ရအောင်လို့ကြိုးစားမယ်ဗျာကြိုးစားမယ် အေးငါညီမကြခင်အတန်းချိန်တွေကစောက်အောင်ပါကွာအကိုတို့လည်းစောင်းတွေပါသွားတက်အောင်မယ်ဆိုအကိုကိုခွင့်ပြုအောင်နော် ဟုတ်ကဲ့ပါဗျာတတလည်းကြောင်းဥယျာဉ်နဲ့ကိုနေပတ်ကြည့်လာအောင်မယ်မိုက်တယ်ကွာမိုက်တယ်ဟာဒါဟျူမန်ကိုစိုးရိမ်မလားဟာဒါဟျူမန်ကိုစိုးရိမ်ပဲဘီနာမြေတူးဆက်အေရီယာကြီးပဲ ဟိုအေးမင်းမြေသူတဲ့အေလီယန်ကြီးလေဟိုကြီးရဲကွာကြီးရဲ မင်းရောဘာထူးလို့လဲကွာမင်းကိုဟျူမန်ကိုစောဆိုရင်အေယာမဒိုင်နိုဆောကြီးဖြစ်ပြောင်းခိုင်းတာဒီအဲ့ဒါကိုမင်းပြောင်းကြိုက်တာကွာဟာပစ္စည်းနဲ့တော့ဟျူမန်ကိုစောကြီးဖြစ်နေတာဟာမင်းနဲ့ရှိရရဲ့ကွာဟာငါ့ကိုပဲလာပြောမနေနဲ့ ဟိုလေတတမတိလို့ခေါ်မိရပါဗျဒါနဲ့ဒါဆိုကိုကြီးမြေတူးဆက်မဟုတ်ပါဘူးကိုကြီးနာမည်ကဘာလဲဗျ အေးပါကွာငါရဲ့ပါဝါလေမြေကြီးတူပါဆိုဟောမင်းအဲ့လိုခေါ်လေရပါရဲ့ကွာငါရဲ့နာမည်ကအမူထွေလို့ခေါ်ရဲ့ကွာဒီဘီနာကောင်ဟျူမန်ကိုစောပေါ့ဒါမဲ့ဆရာကြီးကသူ့ဟျူမန်ကိုစောအကြီးပြောင်းလိုက်တာကွာဒီကောင်ပြောင်းလိုက်တာပစ္စည်းတော့လေဖြစ်သွားတာကွာအဲ့ဒါငါ့ကိုထိုင်ကြည့်နေကြတာ ဟုတ်တာပဲဗျဒီမမို့ဆိုရအေးမိုင်းပြစ်ကမှလေဗျအကြီးပြစ်ကမှဟုတ်သူကြည့်ရတိတိလေးဗျကြီးရဗျကြီးရ ဟဲ့ကလေးမင်းငါ့ကိုပဲကြီးမနေနဲ့ကွာမင်းတော့ဆရာကြီးစာတင်ချိန်မှာအိမ်မငိုက်ပဲနဲ့တခြားစာရေးလိုက်လို့ဟုတ်ပြီလားပြမကိုဆိုပြောင်းခိုင်းနေကငါတို့ပစ္စည်းနဲ့တော့လေးမဖြစ်စေနဲ့ပေါ့ကွာ ဟုတ်ကဲ့ပါဗျဟုတ်ကဲ့ပါတစာကြိုးစားပါမယ်ဗျဒါကိုရွတ်လို့အေလီယန်အမိုက်စားရိပ်ပြပြောင်းဖို့အတွက်အမြဲဆုံးတင်ယူခြင်းနေရဗျဟာနေပေါင်းဗျချောင်းခေါလုံးထက်ထိုးနေပြီကြည့်ရအတန်းချိန်စားအောင်မနေနဲ့တသားသွားပြီလို့ကိုရွတ်တသားသွားပြီအေးမကြခင်စာတင်ကြီးစားအောင်မယ်ကွာဟာပြောစရာကြီးပြောစရာကြီးပြောတိုးယူကျော်ယူဆိုယူမောယူမိုက်ပြီကွာငေါ့ကြီးစားတင်အောင်ပဲကွာ ဟုတ်တယ်ဖန်စမရေငါတို့ကဒီနေ့မှကြောင်းလိုက်ကြောင်းလာတဲ့ဆိုကွာစာတင်ချင်းတော့ကိုမစောင်းနိုင်ဘူးကွာဟာငါတို့ဒီအိုမီကျော်တစ်ခါနိုင်ရနေပြီးတော့အေရီယန်တွေအများကြီးထုတ်ပြမယ်ကွာထုတ်ပြမယ်ကွာ အေးမောကြီးဟုတ်တယ်ကွာငေါ့ကြီးကြိုးစားလိုက်ရအောင်ကွာဟာ ကဲခလေးအားလုံးပဲတန်းစီကြပါမကြခင်တင်ငန်းစာနံပါတ်1စပါတော့မယ် A few moments later. ဟာတင်ငန်းစာနံပါတ်1ကဘလို့ရုံဗျလုံးဝမရအများကြီးပဲတသားနားမလဲဘူးဗျကျောင်းကြီးတသားကိုရှင်းပြပါအောင်ဗျ အေးကွယ်မင်းတို့အကြောင်းသားတွေဆိုဆရာကြီးရောပဲတခြားရှင်းပြရမှာပေါ့ကဲဆီယာမကွန်ကြီးခလေးတွေကိုရှင်းပြလိုက်ပါဦးကွာ ကဲကောင်းပါပြီဆရာမရှင်းပြပါမယ်တကယ်တော့ဒီသင်ခန်းစာနံပါတ်1မှာက exercise 3ခုပါတယ်ကွexercise တွေကဘာလဲဆိုတော့ဆရာမအကုန်လုံးပြောရင်ခလေးနားရရှုပ်ကုန်လိမ့်မယ်တခြားနားလေပါမဟုတ်ဘူးအဲ့တော့ exercise တစ်ခုချင်းစီပဲဆရာမရှင်းပြပေးမယ်ဟုတ်ပြီလားအခုပထမဆုံး exercise ကတော့မီးပါဝါကိုလေ့ကျင့်ရမယ် exercise ပဲကွ ခမမီးပါဝါကိုလေ့ကျင့်ရမယ် exercise ဟုတ်လားအဲ့ဒါဆိုတသားကဘာလုပ်ရမှာလဲဗျ ဘာလို့မလဲဆိုတော့ဆရာမတို့ကခလေးတို့တခြားမပြောပြဘူးကွဘာလို့လဲဆိုတော့တကယ်တမ်းရှန်သူတွေနဲ့ရှင်ဆိုင်ရတဲ့အခါမှာဒီ Omni Trade လက်ပတ်နာရေးရနေပြီးတော့ဘလို့ alien မျိုးအကောင်းဆုံးရွေးချယ်ရမလဲဆိုတာကခလေးတို့ကိုယ်ပိုင်ဆုံးဖြတ်ရမှာလေအဲ့တော့ဆရာမတို့ကဒီပထမဆုံးသင်္ကန်းစာနံပါတ်1ရဲ့ exercise 1ကိုဘလို့ alien နဲ့ကြော်သွားလို့ရမလဲဆိုတာကိုကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ပဲဆုံးဖြတ်ချက်ချစေခြင်းနဲ့အဲ့တော့ဆရာမတို့ဘာမှမပြောဘူးခလေးတို့အားလုံးကိုယ်ပိုင်အသိဉာဏ်နဲ့စဉ်းစားပြီးတော့ဒီမီးခွင်းနဲ့ကိုဘလို့ alien နဲ့ဝင်လို့ရမလဲဆိုတာကိုဆုံးဖြတ်ပါ
ပြီးတော့ဒီမီးခွင်းထဲမှာဆရာမတို့ဘုံဘုံရုပ်လေးတယောက်ကိုထည့်ထားရဲ့ကွဘုံဘုံရုပ်လေးကိုယူနိုင်တဲ့သူကတင်ကစားနံပါတ်1ရဲ့ exercise 1ကိုအောင်မြင်မယ်ကွဟုတ်ပြီလား ဟုတ်ပါပြီဆရာမတသားနားလဲပါပြီဗျအာဟုတ်ပြီကွာဆရာမခွန်ပြောပုံရတော့ဒီမီးခွင်းလေးကိုငါအေလီယန်တစ်ကောင်ရွေးချယ်ပြီးတော့ဝင်ရမှာကွာဘလို့အေလီယန်နဲ့ဝင်ကောင်းမလဲမသိဘူးသူပြောတာ